တလချင်းစီစမ်းသပ်ဝယ်ယူလို့ရမယ်30-day content strategy and consultation package လေးအကြောင်းကိုရှင်းပြပေးပါမယ်။တလချင်းစီဝယ်ယူလို့ရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့တလချင်းစီမှာဘလို့ရလက်တွေတိုးတယ်မတိုးတယ်ပုံမူတည်ပြီးတော့ကိုကနေပြီးတော့ဒီ package လေးကတက်မတန်ကိုဆုံးဖြတ်လို့ရပါတယ်။ဒီအတွက်ကြောင့်မို့ကိုက risk နည်းစေပါတယ်ဒီတော်တော်များများ contract တွေကအနည်းဆုံး6လတစ်နှစ်ချုပ်ရတာဖြစ်ပါတယ်ဒီလိုမျိုး long term contract တွေချုပ်เสียမလို့သေးဘဲနဲ့တစ်လချင်းစီစမ်းသပ်လို့ရမယ်ဒီ package လေးရှိပါတယ်ဒီ package လေးကတော့ in-house marketing team ရှိရဲ့လုပ်ငန်းတွေအတွက်အဆင်ပြေတာဖြစ်ပါတယ်ဒီ package လေးမှာဘာတွေပါဝင်မလဲဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကဘယ်သူတွေကို target လုပ်ပြီးတော့ကြော်ညာရမယ်ဘယ်လို audience တွေကို target လုပ်ပြီးကြော်ညာရမလဲဆိုရဲ buying persona creation ပါဝင်မယ်ပြီးလို့ရှိရင်တော့ competitor တွေကိုစောင့်ကြည့်ရဲ competitor analysis ပါဝင်မယ် competitor တွေကိုစောင့်ကြည့်ပြီးတော့ကိုကဘယ်လိုမျိုး brand direction နဲ့သွားရင်တော့ဒီထက်ရလဒ်တွေပိုတက်လာနိုင်မလဲဆိုရဲ master strategy ချမှတ်ပေးတာပါဝင်တာဖြစ်ပါတယ် master strategy ချမှတ်ပြီးလို့ရှိရင်တော့ဒီကိုယ့်ရဲ့ brand page တွေမှာဘယ်လို post topic တွေနဲ့တင်သင့်တယ်ဆိုတာကိုချမှတ်ပေးမှာဖြစ်ပါတယ်ဒီလို post topic တွေ content pillars တွေချမှတ်ပြီးပြီဆိုရင်တော့ရက်30အစားအတွက် post 30 idea ကိုစဉ်းစားပေးမှာဖြစ်ပါတယ် post 30ကို idea ကြီးပဲပေးမှာမဟုတ်ပါဘူး in-house team ဖန်တီးရပိုလွယ်အောင် video တွေဖန်တီးမယ်ဆိုရင်လည်း video မှာဘယ်လို hook နဲ့စရမယ်ဒီ video မှာဘယ်လိုအချက်တွေတော့ပါတဲ့နဲ့ video ရဲ့အဆုံးသတ်မှာဘယ်လို call to action နဲ့အဆုံးသတ်တဲ့နေရာအစားထည့်ဆွဲပေးမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့တစ်လပြည့်တဲ့အချိန်မှာလည်း reporting meeting ထိုင်ပေးမှာဖြစ်ပါတယ်ဒါအပြင် media buying ဝန်ဆောင်မှုအစအဆုံးလည်းပါဝင်ပြီးသားဖြစ်ပါတယ် media buying ဝန်ဆောင်မှုမှာဆိုရင် media buying plan ဆွဲပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ boosting run ပေးတာတွေပါမယ်ပြီးလို့ရှိရင် campaign monitoring and budget optimization ဆိုရဲဒီကိုသုံးလိုက်တဲ့ budget ကအကောင်းဆုံးရလဒ်တွေရအောင်လုပ်မဲ့ optimization system တွေပါဝင်လာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းဒီတလားပြည့်တဲ့အချိန်မှာလည်း boosting ကနေဘယ်လိုရလဒ်တွေရတယ်ဆိုတာကို report ထုတ်ပေးမှာဖြစ်ပါတယ်ဒီဝန်ဆောင်မှုတွေအားလုံးပါဝင်တဲ့ package လေးကတော့တစ်လကိုမှ14သိန်းကျပ်ပဲကျသင့်မှာဖြစ်ပါတယ်ဒီ14သိန်းကျပ်ကတော့ပထမဆုံးဒီ package ကိုဝယ်ယူရဲ client 10ဦးကိုသာဒီဈေးနဲ့ရရှိမှာဖြစ်ပါတယ် client 10ဦးပြည့်သွားမယ်ဆိုရင်တော့ဒီဈေးနဲ့မရတော့ပါဘူးဒီ package လေးကိုစိတ်ဝင်စားရဲဆိုရင်တော့ Orange Ideas ရဲ့ chat box မှာ 30-day plan လို့ပို့ခဲ့ပေးပါ Orange Ideas team ကနေအသေးစိတ်ဆက်သွယ်ရှင်းပြပေးပါမယ်